အားလုံးပဲမင်္ဂလာပါရှင် Cooking by လဲ channel လေးကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့စားရတာအရသာစိတ်စိတ်မွေ့မွေ့လေးနဲ့စားလို့အရင်ကောင်းတယ်ပြောင်းမှုပစွန်စိတ်ကြော်လေးကြော်စားပြလို့လူမီလေးကိုလာပြီးမျှဝေပေးတာဖြစ်ပါတယ်ရှင်ကြော်ဖို့အတွက်ပြောင်းမှုအသေးနှစ်ဖူးသုံးထားပါတယ်ရှင်ရင်ဥဆုံးပြောင်းမှုတွေကိုခုလိုမျိုးလေးချစ်ထားပေးပါမယ်အခုနပြီးသားစက်သွန်လေးနှလုံးကိုလည်းခုလိုမျိုးလေးခပ်ပါပါလေးလှီးထားပေးပါမယ်ရှင်ဒါကတော့ခုနချစ်ထားတဲ့ပြောင်းမှုရဲ့ရေစေးတန့်စင်ထားတဲ့ပစွန်စိတ်အနေခဲ့ပဲဖြစ်ပါတယ်ရှင်ပြီးရင်တော့ပကံတစ်လုံးလေးကိုခုနချစ်ထားတဲ့ပြောင်းမှုရေစေးတန့်စင်ထားတဲ့ပစွန်စိတ်ကအစင်သင်းလှီးထားတဲ့စက်သွန်လေးတို့ကိုထည့်လိုက်ပါမယ်ရှင်အရသာအတွက်ကတော့စားလက်ဖက်စားစွန်တစ်ဝက်တကြားကိုတော့ထမင်းစားစွန်နဲ့တစ်ဝက်သုံးထားပါတယ်ဂျုံကိုတော့ထမင်းစားစုံနဲ့3စုံမောက်ထည့်လိုက်ပါတယ်ရှင်။ကျဲဥကိုတော့အလုံးသေးလို့ကျမကဒီနေရာမှာနှလုံးသုံးထားပါတယ်။အလုံးကြီးရဲ့ဆိုလို့ရှိရင်တော့တစ်လုံးနဲ့သုံးလဲရပါတယ်ရှင်။ပြီးရင်တော့အားလုံးကိုတမသွားအောင်လို့ခုလိုမျိုးလေးတတိချာချာလေးနှက်ဆက်အောင်လို့မှုတ်ပေးသွားလိုက်ပါမယ်ရှင်။ခုလိုမျိုးအားလုံးတမအောင်မှုတ်ပေးပြီးသွားပြီဆိုရင်တော့ကျမတို့စပြီးတော့ကြော်ပေးရပြီ။ကဲဒါဆိုရင်တော့ကျမတို့စပြီးကြော်ဖို့အတွက်အိုးကိုအပူပေးပြီးတော့စီထည့်ပါမယ်စီပူပြီးဆိုလို့ရှိရင်တော့အခုလိုမျိုးကိုလိုချင်တဲ့အနေအထားလေးထည့်ပြီးတော့ကြော်ပေးပါမယ်ကျမတော့ဇုံလေးနဲ့ပဲခုလိုမျိုးလေးနည်းနည်းစီထည့်ပြီးတော့ကြော်ပေးလိုက်ပါတယ်ရှင်ကျမကတော့မီးကိုအလဲလက်လေးနဲ့ပဲကြော်ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့မီးရမ်းပြလို့ရှိရင်စက်သွန်ပဲလေးတူးသွားမှဆိုလို့ပါရှင်ကျမတို့ကြော်လာရင်းနဲ့တစ်ဖက်မှာရွှေညူရောင်လေးတန်းပြီးတော့ကျက်လာတဲ့အနေထားလေးရောက်ပြီဆိုရင်တော့နောက်တစ်ဖက်ကိုပြောင်းပြီးတော့ခုလိုမျိုးလေးကြော်သားပြလိုက်ပါမယ်ရှင်ဒီကြော်နည်းလေးကလုပ်ရတာလည်းလွယ်ကူတယ်။ဘောင်ဝင်ပစ္စည်းလည်းအများကြီးမရှိတဲ့အတွက်ကြောင့်မလို့တစ်ခါတော့ကြော်စားကြည့်ကြပါတော့။စားလို့ရန်ကောင်းပါတယ်ရှင်။တေးစားဖြစ်နေပဲစားထမင်းပူလေးနဲ့ပဲစားလို့ရန်ကောင်းပါတယ်ရှင်။ကျမကတော့ကြိုက်နှစ်သက်လို့မကြခဏကြော်စားဖြစ်ပါတယ်။ကျမတို့ကြော်လာလိုက်တာခုလိုမျိုးနှစ်ဖက်စလုံးကျက်လာပြီဆိုလို့ရှိရင်တော့စကားလေးနဲ့စစ်ပြီးတော့ပကံတစ်လုံးနဲ့ကိုထည့်ထားပေးလိုက်ပါမယ်ရှင်ကျန်တာလေးတွေကိုလည်းထပ်ပြီးတော့ကြော်သားပေးလိုက်ပါမယ်နော်ကဲခုဆိုရင်တော့အရသာစိတ်စိတ်မွေ့မွေ့လေးနဲ့စားလို့အရှမ်းကောင်းတယ်ပြောင်းမှုပစွန်စိတ်ကြော်လေးကိုကြိုက်နှစ်သက်ရအချင်းရည်လေးနဲ့သုံးဆောင်နိုင်ပါပြီရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးတွေမှာပြန်ပြီးတွေ့ကြပါမယ်နော်